2025 ခုနှစ်အောက်တိုဘာလ16 ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟောစရန်ဖြစ်ပါတယ်တောက်ကြသားသမီးများအတွက်ဒီနေ့မှာအိုးအိမ်နေရာထိုင်ခင်းအဆောက်အဦတွေနဲ့ပတ်သက်ပြီးတော့ရင်အခွင့်အရေးကောင်းတွေပေါ်လာတတ်တယ်အိုးပိုင်အိမ်မက်ရရှိတာအိမ်ဝင်နိုင်တာအိမ်ဝင်ဖို့ကိစ္စအမျိုးတွေအဆောက်အဦနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ်လာရင်အဆင်ပြေတယ်နော်မထင်မပဲနဲ့မထင်မတက်နေရာကနေပြီးတော့လေငွေကြေးတွေစုလိုက်ပုံလိုက်ဝင်လာတတ်တယ်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့လည်းဝမ်းသာစရာစိတ်ချမ်းသာစရာစကားတွေသတင်းစကားတွေကြားရတတ်တယ်ကျမ်းမာရေးအနေနဲ့တတိထားနော်မျက်စိနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာစိတ်သောကတွေတအားကြုံရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့1နဲ့5ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကညီညိုရောင်နဲ့ကြက်သွေးရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိပြားမှာအုံတို့ခေါက်ဆွဲကလူပေးရမှာဖြစ်ပါတယ်ရှင်